ဆရာတို့ပြန်စလိုက်အောင်နော်ဆရာတို့ဒါလေးကတော့ဆရာတို့21ရက်နေ့အတွက်ဆရာတို့ရက်ချင်းပြည့်ဖြစ်တဲ့ကနန်းမှုလို့လည်းပြောလို့ရတယ်နက်ခတ်မှုလို့လည်းပြောလို့ရတယ်နော်ကျွန်တော်ရဲ့မျိုးတွေကိုဆရာတွေတင်ပေးတာဒီ formula တွေမူတွေရဆရာတွေတင်ပေးတယ်ဆရာတို့မှာဆိုရင်ကနန်းမှုတွေရှိတယ်နက်ခတ်မှုတွေရှိတယ်ရက်ဆွဲမှုတွေရှိတယ်အပူးမှုတွေရှိတယ်နော်ဒါမျိုးလေးတွေပေါ့နော်သူ့ရဲ့မူတွေကိုဆရာတို့ဒီလိုမျိုးလေးတွေပေးထားတယ်ဒါဒီကနန်းမှုလို့လည်းပြောလို့ရတယ်နက်ခတ်မှုလို့လည်းပြောလို့ရတယ်နက်ခတ်3-5လို့ထွက်ခဲ့လို့ရှိရင်2ရက်အတော်တွန်းမှာဘာပတ်တီးဆင်းလဲအဲ့ဒီ3-5ပတ်တီးပြီးတေချာပေါက်ဆင်းပေးတယ်ဟုတ်လား3-5လို့ထွက်လို့ရှိရင်2ရက်အတော်တွန်းမှာ3-5ပတ်တီးတေချာပေါက်ဆင်းပေးတယ်အဲ့တော့ကျွန်တော်ရဲ့မျိုးတွေကဆရာတွေပြောရင်ယုံရမှာလားမယုံရပါဘူးเนาะဆရာတင်ပေးထားတဲ့ကလင်နာလေးနဲ့ကျွန်တော်မျိုးတွေကစစ်ကြည့်ပေါ့เนาะစစ်ကြည့်ပေါ့ဆရာတို့ဒီမှာ3-5လို့ထွက်တာနဲ့2ရက်အတော်တွန်းမှာ3တလုံး5တလုံး3-5လို့ထွက်တာနဲ့2ရက်အတော်တွန်းမှာ3တလုံး5တလုံး3-5လို့ထွက်တာနဲ့1ရက်2ရက်အတော်တွန်းမှာ3-5တလုံးဆင်းပေးတယ်3-5လို့ထွက်တာနဲ့1ရက်2ရက်အတော်တွန်းမှာ3တလုံး5တလုံးဆင်းပေးတယ်เนาะဒီတပင်တော့ဖောင်းတယ်เนาะဒီတပင်တော့ဖောင်းတယ်ပြီးတော့ဆရာတို့ဒီမှာ3-5လို့ထွက်တာနဲ့နော်3-5လို့ထွက်တာနဲ့1ရက်2ရက်တော်တော်မှာ3တလုံး5တလုံးဆင်းပေးတယ်3-5လို့ထွက်တာနဲ့1ရက်2ရက်တော်တော်မှာနော်ဒီမဲ့3တလုံး5တလုံးဆင်းပေးတယ်ဒီမဲ့3-5လို့ထွက်တာ1ရက်2ရက်တော်တော်မှာ3တလုံး5တလုံးဆင်းပေးတယ်နော်ဒီမှာလည်းပဲ3-5လို့ထွက်တာနဲ့1ရက်2ရက်တော်တော်မှာ3တလုံးဆင်းပေးတယ်အဲ့ဒီလိုဆိုရင်ဆရာတို့ခုဒီမှာလည်းပဲ3-5-5-3လို့ထွက်တာနဲ့ဆရာတို့ဒီမှာဒီ3-5ဒီမဆင်းတဲ့အတွက်ကြောင့်မလို့ဆရာတို့ဒီနေ့မှာထိုးရမယ်အင်္ဂါနေ့မှာထိုးရမှာဒီရက်ချင်းပြည့်မူပြည့်နဲ့ထိုးရမှာဒီဘာ1ချင်းလဲဘာပတ်တီးလဲဗျเนาะကျွန်တော်ရဲ့မျိုးတွေအားလုံးပဲဆရာတို့ဒီ3-5ပတ်တီးနဲ့ထိုးရမယ်ဖြစ်ပါတယ်เนาะမိမိမှာလုံးမိုင်လေးတွေရှိတယ်ဗရိတ်လေးတွေရှိတယ်ဆိုရင်တော့တွဲပြီးတော့သုံးလို့ရတယ်ဆရာအနေနဲ့ကကျွန်တော်မျိုးတွေကိုတင်ပေးနေရဖြစ်တယ်အင်္ဂါမကျော်ဗရိတ်တစ်လုံးဒီ4ဗရိတ်ဒီဆင်းမှုရှိရတဲ့ကြောင့်မို့ဆရာဒီကျွန်တော်ရဲ့မျိုးတွေကို3နဲ့ပတ်သက်ပြီးတော့3-1 5နဲ့ပတ်သက်ပြီးတော့5-9ဆိုပြီးတော့ main အနေနဲ့ရွေးပေးပါတယ်ဟုတ်လားအခုဆရာရှင်းပြသွားတာနားလဲလားနားလဲတယ်ဆိုဆရာရဲ့ comment အောက်မှာနားလဲတယ်ပဲဖြစ်ဖြစ် yes ပဲဖြစ်ဖြစ် fine ပဲဖြစ်ဖြစ်မှတ်ငှက်ပေးပါဗျာเนาะဟုတ်ပြီဒါတော့ဆရာကျူမိသားစုဖုန်းဝင်ခြင်းနေဆိုရင်တော့ကျွန်တော်ရဲ့မျိုးတွေကဆရာရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့669569996နဲ့83492999ရဲ့ Viber ကနေဖုန်းဝင်ခြင်းလို့ပါဆိုပြီးစာပို့ပေးလိုက်ပါရမှာတော့3လုံးခွေ4လုံးခွေမွေးကန်းနဲ့ပတ်တီး4ကတ်သလုံးရမှာပါဒါပေမဲ့4လုံးခွေကတော့အောင်မြင်မှုရရှိခဲ့ပြီဖြစ်တယ်ပေါ့နော် channel 3ကတ်ရပါမယ်ဟုတ်ကဲ့ပါဗျာနော်ဆရာတို့နောက်ထပ်မူလေးနဲ့တူပြန်တွေ့မယ်နော်အားလုံးပဲနော်bye byeနော်